အိမ်မှာထမင်းကြံနေရှိနေရင်လွတ်မဖြစ်လိုက်ပါနဲ့ဦးနော်ကြက်ဥအနှစ်လေးတွေနဲ့အရင်ဆုံးနယ်ပေးလိုက်မယ်ဆိုရင်လူကြီးရောခလေးပါကြိုက်နဲ့တက်မဲ့အရသာရှိတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှာပါအပြင်ဆိုင်တွေမှာဝယ်စားရင်ဈေးကြီးပေမဲ့အိမ်မှာကိုယ်တိုင်လှုပ်စားရင်တော့အရန်ကိုတွက်ချေကြိုက်ပါတယ်အရသာပို့ရှိဖို့ဆိုရင်အမေဆုံးဖို့လဲလိုတာပေါ့ပစွန်နီကိုအခွန်နွားကြောဘက်ကိုဓားလေးနဲ့အနှင်းငယ်မှုန်းပေးထားပါဒါဆိုရင်ချက်သွားတဲ့အခါလှလှလေးကွေသွားပြီးအရသာလဲပို့ဝင်တာပေါ့ပြီးရင်တော့သခွားသီးနဲ့မုံလာဥညီကိုအတုံးလေးတွေတုံးပေးပါဒီလိုအသီးရွက်လေးတွေထည့်ပေးတာကအယောင်သွေးလှယုံနေမကဘူးဗီတာမင်နဲ့အမြင့်ဓာတ်တွေလည်းကျွေဝစီပါတယ်အိုးတဲ့စီနင်းငယ်ထည့်အရင်ဆုံးကြက်ဥအကာလေးတွေကိုကြော်ပေးပါပြီးရင်တော့ကြက်ဥအနှစ်နဲ့နေထားတဲ့ထမင်းတွေကိုထည့်ပြီးအပူချိန်အသီးအသီးနဲ့အေးအေးဆေးဆေးကြော်ပေးရပါမယ်ထမင်းစီလေးတွေတစ်ချီချင်းစီကွဲထွက်ပြီးမှုေးလာပြီဆိုရင်တော့ခိတာခတ်ထုတ်ထားပေးပါအခုအသီးရွက်တွေကိုစီအနည်းငယ်နဲ့2မိနစ်လောက်အရင်ကြော်ပြီးရင်တော့ပစွန်လေးထည့်ပြီးအတူတူကြော်ပေးလိုက်ပါပစွန်လေးချက်ပြီးဆိုရင်တော့စောစောကကြော်ထားတဲ့ထမင်းကြီးပြန်ထည့်ကာရီအနှစ်2စွန်းလောက်ထည့်ပြီးမီးပြီးနဲ့2မိနစ်လောက်ထပ်ကြော်ပေးပါနောက်ဆုံးမှနာနတ်သီးစိတ်လေးတွေနဲ့စက်သွန်ကြက်လေးဖြူလိုက်ရင်တော့ပြီးဆုံးသွားပါပြီကြည့်ပါဦးထမင်းစီလေးတွေကရွှေဦးရောင်တန်းပြီးနာနတ်သီးရဲ့အချင်းအရသာကာရီရဲ့အမွှေးနဲ့နေနဲ့အရန်ကိုစားခြင်းစပွဲဖြစ်နေပါပြီအာဟာရလေးပြီးွားသလိုအရသာလေးတကယ်ကိုကောင်းပါတယ်ဒီနီလန်းလေးအတိုင်းအိမ်မှာလှုပ်စားကြည့်ကြပါဦးနော်နောက်ထပ်ဗီဒီယိုအသစ်တွေကြည့်ဖို့အတွက်လေကျမရဲ့ channel လေးကို follow လုပ်ထားဖို့မမိနေဘူးနော်အားလုံးကိုကျေးဇူးတင်ပါတယ်